ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ HH Channel ကအစီအစဉ်တစ်ခုဖြစ်တဲ့ Movie Recap စီစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီစီစဉ်မှာဆိုရင်လက်တလော Social Media မှာနာမည်ကြီးပြီးတော့ hit ဖြစ်နေတဲ့ရုပ်ရှင်ဇာတ်လမ်းတွေအကြောင်းနဲ့ HH ကနေတပတ်အတွင်းပြသသွားတဲ့ရုပ်ရှင်ဇာတ်လမ်းတွေကမှလူကြိုက်များပြီးစိတ်ဝင်စားမှုရရှိထားတဲ့ဇာတ်လမ်းလေးတွေအကြောင်းကိုပြန်လည်စုစည်းပြီးတော့တင်ဆက်ပေးသွားမယ့်အစီအစဉ်လေးပဲဖြစ်ပါတယ်ဒီတစ်ပတ်အစီအစဉ်လေးအစမှာတော့ဒီရပိုင်းထဲမှာပဲထွက်ပြီးတော့လူကြိုက်များနှစ်သက်ကြတဲ့ Friendly Rivalry ဇာတ်ကားကြောင့်ပဲဖြစ်ပါတယ် Friendly Rivalry ဟာ2025ခုနှစ် ဖေဖော်ဝါရီလ10ရက်နေ့မှာ U+ Mobile TV မှာစတင်ထုတ်လွှင့်ခဲ့တဲ့ကိုရီးယားလူငယ် Mystery Thriller ဇာတ်လမ်းတွေပဲဖြစ်ပါတယ်ဒီဇာတ်လမ်းတွေမှာက Lee Harry, Choi Son-bin, Kang Hae-won, Oh Woo-yi တို့ကအဓိကပါဝင်ထားပါတယ်ဇာတ်လမ်းကကိုရီးယားနိုင်ငံရဲ့ထိပ်တန်း100%ကျောင်းသားတွေစုယုံနေထိုင်တဲ့ချဲဝါအမျိုးသမီးအထက်တန်းကျောင်းကိုဇက်တင်ထားတာပါဝူဆိုဂျီတယောက်ဟာသူမရဲ့ဘဝအမှန်ကိုဖုံးကွယ်ပြီးတော့ချဲဝါအမျိုးသမီးအထက်တန်းကျောင်းကိုပြောင်းရွှေ့လိုက်ခဲ့ပါတယ်ဒါပေမဲ့သူမဟာသူ့ရဲ့ပုံစံကြောင့်အခြားကျောင်းသားတွေနဲ့မတည့်ပါဘူးတစ်ဖက်မှာတော့ကျောင်းရဲ့ထိပ်တန်းကျောင်းသူ UJE Lee Harry ဟာဝူဆိုဂျီကိုစိတ်ဝင်စားတာကြောင့်ယဉ်ကျေးသွားပါတယ် UJE ဟာ IQ မြင့်မာပြီးတော့ချမ်းသာတဲ့မိသားစုကနေစတင်လာတဲ့ကျောင်းသူတို့ပဲဖြစ်ပါတယ်ဒီဇလန်ဟာလူငယ်တွေရဲ့ပြိုင်ဆိုင်မှုရယူလိုမှုနဲ့စိတ်ဝင်စားဖွယ်ရာဇက်ကွက်တွေကိုဖော်ပြထားတဲ့ဇလန်တွေတစ်ခုပဲဖြစ်ပါတယ်အဓိကတရုတ်ဆောင်ရဲ့တရုတ်ဆောင်ချက်တွေနဲ့ဇလန်အရှိန်ဟာကြည့်ရှုသူတွေကိုစိတ်ဝင်စားစေပြီးတော့စောင့်ကြည့်တဲ့ဇလန်ကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင်နောက်ထပ်ပြသွားမှာကတော့2025ခုနှစ်ဇန်နဝါရီလ14ရက်နေ့မှာထုတ်လွှင့်ခဲ့တဲ့ Motel California Korea drama အကြောင်းဖြစ်ပါတယ်။ဒီဇလန်မှာက Marry My Husband ဇလန်နဲ့နာမည်ကြီးလာခဲ့တဲ့မင်းသားနာအင်းမှုနဲ့ The Story of Park Marriage ကမင်းသမီးလီဆေယောင်းတို့ကအဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ဇလန်မှာ12နှစ်ကြာပြီးတဲ့နောက်မွေးရမြေကိုပြန်လာတဲ့ Kan Hee နဲ့သူမရဲ့အချစ်ဦးဖြစ်သူ Trace and ဆေးကုဆရာဝန် Yum Soo တို့ရဲ့ပြန်လည်ဆုံတွေ့မှုကိုအခြေခံထားတာပါ။ Kan Hee ဟာသူမရဲ့အချစ်ဦးကိုမသိတလို့ဖြစ်နေပြီးယုံစုဟာသူမကိုမေးလျော့ဖို့ကြိုးစားနေတာဖြစ်ပါတယ်။သူတို့ရဲ့ပြန်လည်ဆုံတွေ့မှုကအတိတ်နဲ့ပတ်သက်တဲ့အမှတ်တရတွေနဲ့စိတ်ဝင်စားဖွယ်အဖြစ်အပျက်တွေကိုလည်းဖော်ဆောင်ပေးထားပါတယ်။ကန်ဟီဇက်ကောင်ဟာအတိတ်အချစ်နဲ့ပတ်သက်တဲ့စိတ်ဝင်စားဖွယ်အတွေ့အကြုံတွေနဲ့ရင်ဆိုင်နေရတဲ့အမျိုးသမီးတဦးအနေနဲ့ဖော်ပြထားပြီးတော့နာအင်းဦးရဲ့အင်ဆူဇက်ကောင်ဟာအတိတ်ကိုမေးလျော့ဖို့ကြိုးစားနေတဲ့ဒရိတ်ဆန်ဆေးကုဆရာဝန်တဦးအနေနဲ့ဖော်ဆောင်ထားတာပါ။သူတို့ရဲ့သရုပ်ဆောင်ချက်တွေကဇလန်ရဲ့အာရုံစိုက်မှုကိုတွတ်တက်စေပြီးတော့ပရိသတ်တွေကိုလည်းစိတ်ဝင်စားစေပါတယ်။အချစ်ဇလန်နဲ့အတိတ်အမှတ်တရတွေကိုစိတ်ဝင်စားတဲ့ပရိသတ်တွေအတွက်ကြည့်ရှုတဲ့ဇလန်လေးတစ်ပုဒ်ပဲဖြစ်ပါတယ်။နောက်ထပ်ပြသွားမှာကတော့ဂျိုဆွန်ခစ်ကိုဇက်ရိုက်တယ်ပြီးတော့ရိုက်ကူးထားတဲ့ Lim Ji-yeon ရဲ့စကားအသစ်လေး The Tales of Lady Oak နဲ့မိတ်ဆက်ပေးပါရစေ။ The Gloria က Village နေရာမှာတရုပ်ဆောင်ထားတဲ့ယုံချင်းကိုဂျိုဆွန်ခစ်အမျိုးသမီးအဖြစ်ကာရိုက်တာအသစ်တစ်မျိုးနဲ့တည်ရှိရမှာဖြစ်ပြီးတော့မင်းသားကလည်း Orisic ဇာတ်ကားနဲ့ Best New Actor ဆုကိုစကူရရှိထားသူမို့မထွက်ခင်ကလေးကိုနာမည်ကြီးပြီးတော့ရေပန်းစားနေတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဇလန်းမှာကမင်းသမီးလေးကအစေခံဂူဒေါ့ဘဝကနေမျိုးရိုးမြင့်အမျိုးသမီးအိုးထေရောင်ဘဝအထိကိုအတက်အကျများပါတယ်။ဘဝနှစ်ခုနဲ့မင်းသမီးဟာတပိုင်းချင်းစီမှာပြဿနာတစ်ခုစီနဲ့အနေအမြင့်ဆွဲထားတာကြောင့်လာမယ့်အပိုင်းမှာဘာဖြစ်မလဲဆိုတဲ့ဟာတွေကသိကျင်စိတ်ကိုပို့ပြီးတော့ပြင်းပြနေတာပါ။ရင်ဖိုရဆုံးကတော့အချစ်မကောင်အညှို့တကြီးနဲ့လိုက်ရှာနေတဲ့ Kim So Hye စီမှာဘယ်ချိန်မိသွားမလဲဆိုတာပါပဲ။အခြားအလုံးကသူ့နေရာနဲ့သူနေသားတကြဖြစ်ခါစပြုနေချိန်မှာကိုကလည်းဇက်ထဲကအိုးထေရောင်ဘဝမှာအသားကျနေချိန်မှာပဲဖမ်းမိသွားခဲ့ရင်ဆိုတဲ့အတွေ့အမျိုးကအစကလေးကကြိုပြီးတော့တွက်ထားပြီးသားပါတကယ်ဆိုရင်ဒီ fact ကဇလန်းကိုတန်ဖိုးမြင့်စေတဲ့အချက်တွေကတစ်ခုဖြစ်ပါတယ်ကြိုတွက်ထားခဲ့ပေမဲ့လည်းတကယ်ဖြစ်လာတဲ့အခါမှာတော့အိုးထေရောင်နဲ့အတူစိတ်မောလူမောဖြစ်ရတော့တာပါပဲLim Ji-yeon ရဲ့တရုတ်ဆောင်ချက်တွေဟာ The Glory မှာတော့က Village အနေနဲ့လုပ်ခဲ့တဲ့ Lim Ji-yeon မှဟုတ်ရဲ့လားဆိုပြီးတော့အမြင်မှားစေနိုင်ပါတယ်။သူ့ရဲ့ character အတိုင်းအတွက်အရန်လုံးမလိုက်ဖက်လွန်းနေတာကြောင့်ပါ The Tales of Lady Oak ကတကယ်ကိုကောင်းတဲ့ She Kid နောက်ခံ drama လေးပါ။သူရဲ့ထူးခြားချက်ကတော့ She Kid နောက်ခံဆိုပေမဲ့နန်းတွေအကြောင်းဘယင်တွေနဲ့မိသားစုအကြောင်းလုံးဝမပါဘဲနဲ့အပိုင်းတွေကနေတောက်လျှောက်ဆွဲဆောင်နိုင်ခဲ့ပြီးဇသိမ်းမိုင်းရဲ့ real time viewer က30%နီးပါးရှိတယ်လို့သိရပါတယ်ရှင်။အ
အခုပြပြသွားမယ့်ဇလန်လေးကတော့အရင်တစ်ပတ် HH Channel မှာပြသသွားတဲ့ဇလန်တွေကမှပရိသတ်အများစုအကြိုက်တွေ့ခဲ့တဲ့ဇလန်လေးတစ်ပုဒ်အကြောင်းကိုပြပြချင်ပါတယ်။ဒီဇလန်လေးကတော့ Cinderella at 2am ဇလန်လေးအကြောင်းကိုကြိုပြီးတော့ပြပြသွားပါပါ။ဒီဇလန်လေးကတော့2024ခုနှစ်အောက်တိုဘာလ24ရက်နေ့မှာထုတ်လွှင့်ခဲ့တဲ့ Korea Romantic Hatha Drama တစ်ပုဒ်ဖြစ်ပြီးတော့အဓိကပြုဆောင်တဲ့အနေနဲ့ Shin Han Bin နဲ့ Moon Sung Min တို့ကအဓိကပါဝင်ပြုဆောင်ထားပါတယ်။ Ha Yoon So Shin Han Bin ဟာအကြီးစားကုမ္ပဏီတစ်ခုရဲ့အမှတ်တစိတ် marketing အဖွဲ့ရဲ့မန်နေဂျာအနေနဲ့အလုပ်လုပ်နေသူဖြစ်ပြီးတော့သူမရဲ့ရည်စား So Ju-won Moon Sun Min ဟာအမှန်တကယ်ကုမ္ပဏီရဲ့ပိုင်ရှင်မိသားစုရဲ့တားဖြစ်ကြောင်းကိုမသိထားပါဘူး။ Shin Han Bin ဟာ Ha Yoon So အနေနဲ့တရုတ်ဆောင်ပြီးတော့သူမကအလုပ်ပေါ်မှာအထူးကျွမ်းကျင်တဲ့ marketing အဖွဲ့မန်နေဂျာတူဖြစ်ပါတယ်။ Moon Sun Min ကတော့ So Ju-won အနေနဲ့တရုတ်ဆောင်ပြီးသူကအရေးချင်းပြည့်နေတဲ့ဝန်ထမ်းအသစ်တူဖြစ်ပေမဲ့အမှန်တကယ်ကုမ္ပဏီပိုင်ရှင်ရဲ့မိသားစုရဲ့တားလည်းဖြစ်ပါတယ်။ Yoon Park က Song Si-won အနေနဲ့ Jung ရဲ့အကိုအနေနဲ့တရုတ်ဆောင်ထားပါတယ်။ Back ဆိုခြင်းကတော့လင်းမြင့်ကြီးအဖြစ်စီဝုံရဲ့ဇနီးအနေနဲ့တရုတ်ဆောင်ထားတာပါဇလန်ရဲ့ရိုက်ကွင်းတွေနဲ့ရုပ်ထွက်ရည်သွေးတွေဟာအထူးကိုကောင်းမွန်ပြီးတော့အချစ်ဇလန်ရဲ့ခန်းစားချက်တွေကိုပရိသတ်စီကိုပေးပို့နိုင်ခဲ့ပါတယ်အနှစ်ချုပ်အားဖြင့်ဆိုရရင်တော့ Cinderella at 2am ဟာအချစ်ဇလန်နဲ့ဟာတာအရာတွေကိုပေါင်းစပ်ထားတဲ့စိတ်ဝင်စားဖွယ်ဒရာမာတစ်ပုဒ်ဖြစ်ပြီးတော့ Korea ဒရာမာချစ်သူတွေအတွက်ကြည့်ရှုတဲ့ဇလန်တစ်ပုဒ်ပဲဖြစ်ပါတယ်